လုံးမဲမင်္ဂလာပါရှင်မေလေးရဲ့အော်ရုပ်ပုတ် YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလေးခုတင်ဆက်ပေးမယ့်ပုံမြင်လေးကမေတ္တာတရားဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်မသေးဆက်ခင်မေလေးရဲ့အော်ရုပ်ပုတ် YouTube channel လေးကို like and subscribe လေးနှိပ်ပြီးတော့ကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်ခါကတောအုပ်တစ်ခုရဲ့အနားမှာရွာတရားရှိတဲ့အဲဒီရွာသူရွာသားတွေကကြံစိုက်တဲ့အလုပ်ကိုအသက်ဝေးဝင်းချောင်းအဖြစ်လုပ်ကင်ကြတဲ့နေ့စဉ်နေ့တိုင်းရွာသားတွေကစိုက်ထားတဲ့ကြံတွေကိုတောရိုင်းစင်တွေကလာစားတော့ရှိတဲ့စင်တွေကမောင်းထုတ်ဖို့ရွာသားတွေကအလဲကျကင်းဆောက်ရတဲ့တနေ့တကောင်းမှမတွေ့ဘူးရွာသားတွေဟာကြံခင်းတွေအနားမှာယာယီသေးတွေထိုးပြီးကြံခင်းတွေကိုစားချောက်တဲ့ဒီလိုနဲ့တနေ့မှာတော့ဟေးလာကြငါတို့ကြံနေတွားစားကြမယ်တော်ချိုင်းစင်တွေဟာကြံတွေစားဖို့ကြံခင်းတဲ့သူချီတက်လာကြတယ်သူတို့လမ်းကြောင်းမှာရှိနေတဲ့အပင်တွေကိုလည်းနင်းလာကြတယ်အဲ့ဒီအချိန်ကြံခင်းစားဖို့တာဝန်ကြတဲ့မိသားစုတစုမှာလာသားငယ်အရွယ်ကလေးလေးတယောက်ရှိတဲ့ကလေးရဲ့ဖခင်ကကြံခင်းတဲ့အလုံးလုံးနေတဲ့အတွက်ယာယီတဲလေးမှာကလေးနဲ့မိခင်တို့ကိုရှိတဲ့ကလေးလေးအိတ်နေချင်းမိခင်ကတဲအနီးမှာထမင်းလာချက်တဲ့အဲ့ဒီအချိန်စင်တွေကရုတ်တရက်ချမ်းခဲ့တဲ့သူရောက်လာတယ်အဆောင်ကတွေ့သွားပြီဟာစင်တွေပါလားစင်တွေလာပြီဟဲ့ပြေးကြအဆောင်ရဲ့တတိပေးမှုကြောင့်ချမ်းခဲတဲမှာရွာသားတွေလည်းထွက်ပြေးကြပါသည်ပြေးကြရဲ့စင်တွေအများကြီးလာနေပြီအဲ့ဒီအခါကလေးရဲ့မိခင်ကလည်းရွာသားများနဲ့အတူထွက်ပြေးခဲ့တယ်ဟာမြန်ပြေးမှစင်တွေကလူတွေမရှိတဲ့ချမ်းခဲတဲ့အားရပါရဝင်ပြီးစားတော့တော့တယ်လူတွေလည်းထွက်ပြေးရင်စင်နေနဲ့ခလန်းလန်းရောက်တဲ့နေရာမှာအချစ်ချင်းပြန်လဲစုဝေးကြတဲ့အဲ့ဒီအချိန်မှာဟင်ကျမရဲ့ကလေးလေးကြံခဲ့ပြီလောက်ကြပါဦးအောင်မလေးကျမရဲ့ကလေးကြံခဲ့လို့ကယ်ပေးကြပါဦးခင်မူးဖြစ်သူကတော့သူမရဲ့ပေါ်ဆက်မှုကိုပြစ်တင်ပြောဆိုတယ်နင်တော်မတုံးကြတာပဲကလေးရှိတဲ့နေရာမှာစင်အုပ်ကြီးခံနေလို့ဘယ်သူမှမသွားရကြတော့လေအဲ့ဒီအချိန်စင်အုပ်ကြီးစီကနေအတန်ထွက်ပေါ်လာတယ်ဟာအချက်ပေးပြီးကြည့်ဒါကတော့စင်တွေအတွက်အရေးပေါ်အချက်ပေးတန်ပါတဲ့ဒီတန်ကြားရတဲ့စင်အုပ်ကြီးဟာတောအုပ်ထဲသို့တဖြည်းဖြည်းပြန်လဲထွက်ခွာသွားတော့တယ်အဲ့ဒီအချိန်ကြံခင်းနားမှာတဲကလေးအနီးမှာစင်မာကြီးတစ်ကောင်ရက်နေ၏စင်မာကြီးထူးဆန်းတဲ့အပြုတ်မှုကြောင့်ကလေးမိခင်နဲ့အတူရွာသားတွေကစင်မာကြီးအနာကိုပြေးသွားပြီးကြီးကြတဲ့အနာရောက်လို့ကြီးလိုက်တဲ့အခါစင်မာကြီးခြေထောက်ကြားထဲမှာကလေးလေးကိုတွေ့ရတယ်တကယ်တော့စင်မာကြီးဟာကလေးလေးကိုအသားစင်တွေရဲ့အနေရဲကနေကာဝင်ပေးခြင်းဖြစ်ပါတယ်အဲ့ဒီနောက်စင်မာကြီးကကလေးလေးကိုသူ့နံမောင်းနဲ့ယူပြီးကလေးအမေကိုပေးလိုက်တယ်ပေးပြီးတာနဲ့စင်မာကြီးဟာတောထဲကိုထွက်ခွာသွားတော့တယ်မေတ္တာတရားဆိုတာလူတွေမှတည်းမဟုတ်ပဲတိရစ္ဆာန်တွေပါပဲရှိတယ်လက်တွေ့တီးလိုက်ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်မေလေးခုတင်ဆက်ပေးတဲ့ပုံမြင်လေးကတော့မေတ္တာတရားဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရှင်ထပ်ပြီးကြည့်ကြည့်ရင်တော့မေလေးရဲ့ audio book YouTube channel လေးကို like and subscribe လေးနှိပ်ပြီးတော့ကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်